မင်္ဂလာပါကျွန်တော်တို့ React သင်ခန်းစာလေးစက်ကြမယ်ဒီကကြရင်ကျွန်တော်ကဒီ input ကနေပြီးတော့เนาะ input ကနေကျွန်တော်တို့ထည့်လိုက်တဲ့new ပေါ့ new ပါတယ်ပေါ့ new counter တွေကိုကျွန်တော်က line လေးနဲ့ပြရမှာเนาะ color လေးနဲ့ပေါ့ဗျာ color လေးပါချဲတော့မယ်ဟုတ်ပြီတော့ကြည့်ကြည့်အောင်ချဲတော့မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာcounter အများကြီးထဲမှာ counter တစ်ခုချင်းစီ run ထားတယ်counter တစ်ခုချင်းစီ run ထားတယ်ကျွန်တော်ဒီမှာcounter တစ်ခုချင်းစီကို property နဲ့ဘာပို့ထားလဲဆို title ပို့တယ်ကျွန်တော်title ကို color ချင်းဒီ product title ကို color ချင်းအဲ့ဆိုကျွန်တော်ကြည့်ကြအောင်color ချင်းပဲဆိုရင်ကျွန်တော်ဒီမှာ style style ဆိုပြီးတော့ဒါမျိုးချင်ရတယ်ဆိုလို့ရှိရင်color ချင်းပဲဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ကအဲ့ style ကို inline style ပေါ့ဗျာ style ဆိုပြီးတော့ style အဲ့ဒီ style ပြခေါ်ပေးလိုက်တာဟုတ်ပြီဒီရတာတော့ကျွန်တော်တို့ကအဲ့ background ပေါ့နော် BACK background အဲ့ထရင်းနဲ့ရမယ် sorry ID red background oh sorry တော့မလို့ background ကို red okay တော့ကြည့်ကြည့်အောင် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ background မှာred ဖြစ်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုက color ကိုကျွန်တော်တို့ကwhite ထားလိုက်မယ် white ဆိုတာဗျာဒါကိုပြောတာဒီကောင်လေးခုနအနက်ရောအခုအဖြူအောင်ဖြစ်သွားတယ် okay ဒါဆိုလို့ရှိရင်နောက်တစ်ခုကတော့ margin ဟောတော့အမေmargin ကိုကျွန်တော်တို့က1 rem လောက်ကန်လိုက်မယ် margin နဲ့ကန်လိုက်ရပါတော့ margin နဲ့ကန်လိုက်မယ်အဲ့တော့နောက်ပြီး petty လည်းနည်းနည်းကန်လိုက်မယ်ကြီးလေးဖြစ်သွားအောင်လို့ petty လည်း1 rem လောက်မရရင်တော့2 rem 2 rem ကန်လိုက်မယ် petty ကိုโอเคဟုတ်လည်းတော့ကြီးသွားပြီဟုတ်ပြီအားပြောဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ font လေးကိုနည်းနည်းလေးကြီးကြည့်မယ်font word font size ကိုကျွန်တော်တို့ဘာလို့18လောက်ပြည့်18ပြည့်လောက်ထားကြည့်လိုက်မယ် font လောက်ကိုထားကြည့်လိုက်မယ်ဆိုတော့အဲ့ဒါokay font size ကိုကျွန်တော်အဲ့လောက်ထားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုနည်းနည်းလေးဒီကောင်နည်းနည်းလေးဟိုborder radius လေးထားလိုက်မယ်လေborder radius ကိုလည်း1 rem လောက်ရောထားကြည့်လိုက်မယ်ဆိုလိုချင်တာကโอเคဒါမျိုးလေးပေါ့နော်အဲ့တော့မှကျွန်တော်တို့ကဝတ်ထည့်ခြင်းလဲဝတ်ကိုsorry ဒီမထားတော့ပါဘူးနော်တန်းလေးပဲရေးထားလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပါလာလေးတဲ့တေးပေါ့နော်ကြည့်ပြီးရှုပြီး react ability ရပြီဒါဆို internet connection ဆို submit နေကြအောင်okay မှာ internet connection ပေါ့နော် okay တကယ်တော့ကျွန်တော်တို့ကinline style တကယ်ကြီးကျွန်တော်တို့ဒီ react တွေကျွန်တော်တို့ဒီ react project တွေရေးပြီးဒါမျိုးဘယ်တော့မှမသုံးဖြစ်နိုင်ဒါမျိုးဘယ်တော့မှမသုံးဘူးလေကျွန်တော် recommend ပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်ကတကယ်မှာဒီကောင်တွေမသုံးလို့လေအဲကြောင့်ဒါကိုကျွန်တော်တို့ကဘာပြောင်းမလဲဆိုလို့ရှိရင်ကျွန်တော်အရင် react Studio မှာပြောခဲ့သလိုပဲ module ပုံစံပြောတယ်ဆိုလိုချင်တာကကျွန်တော်ပြမယ် component ထဲမှာ counter item item module.css ကိုပေးရတယ်
ဆိုလိုချင်တာဒီခုနကကျွန်တော်တို့ရေးခဲ့တဲ့ဒီကောင်ကြီးကို copy ဆွဲဘာကွာလဲဆိုတော့ကျွန်တော်ဒီသင်ခန်းစာမှာပြောခဲ့တယ်ကျွန်တော်ပြန်ပြောပြမယ်ဒီမှာလည်းပြန်ပြောပြမယ်ဒီကောင်ကိုကျွန်တော်တို့ဒီမှာထည့်ဟိုတော့တော့ပါလဲဆိုရင်ဒီကောင်ဘယ်လိုပေးလိုက်မလဲပေါ့သူ class name ကိုdot title ပေါ့နော်ဒီ daily title ဆိုပြီးတော့ dot title ဆိုတာမျိုးပေးမယ်အဲ့မှာကျွန်တော် poster တွေပါဖြုတ်ဒီကောင်လည်းဖြုတ်ဒီထဲမှာဘာလဲဆိုလို့ရှိရင် background color ဆိုပြီးဒါမျိုး string နဲ့မြည်ရတော့ဘူးသူက string မလို့ဘူးဒါလေး follow string တွေလိုက်ဖြုတ်ဒီမှာ string မလို့ဘူးstring ဖြုတ် okay နောက်တစ်ခုက string တွေဖြုတ်နောက် string တွေဖြုတ်နောက်တစ်ခုကသတိထားမိမလားတော့မသိဘူးfounder site ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ CSS သုံးလို့ဒီလိုတာမှာ CSS လည်း founder site ဒါမျိုးပဲသုံးရတယ်margin wash အပြင် radius လည်းအဲ့လိုပဲ founder radius အဲ့ဒါကိုကျွန်တော်တို့ကဒီ counter item မှာသုံးမယ်ဆိုလို့ရှိရင် import လုပ်ရမယ် import sty style about from ဘယ်ကနေလဲဆိုရင် dot select ဘယ်ကနေလဲဆိုလို့ရှိရင် component တွေကဘယ်ကနေလဲဆိုရင်c1bond component တွေကဘယ်နှခုထွက်ရမလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ကြည့်ပါဦးမယ် dot select ခေါ်တယ်မလို့ပါဘူးသူကဒါမျိုးပေါ့နော် sorry ပါ component တွေက okay component တွေကအဲ့လိုမဟုတ်ပါဘူး dot select counter COG နဲ့ရမယ် COUNDER counter item dot module.css ဆိုပြီးတော့ import လုပ်ရမယ်အဲ့ဒီ import လုပ်ထားမှသူကဒီမှာလာခေါ်လို့ရမယ် style မဟုတ်တော့ဘူးဒီမှာကဒါမျိုးပြန်ပြီးရဘူး plus name ဆိုပြီးတော့ style dot ခုနကကျွန်တော်ပေးခဲ့တဲ့ဒီကောင် title ပေါ်မယ် style dot did title style dot title ဆိုလို့ရှိရင်ရပြီအဲ့ဒါဆိုလို့ရှိရင်ဒီထဲက class ထဲကကောင်ကိုကျွန်တော်လမ်းခေါ်လိုက်ပြီ okay အဲ့ဒါဆိုလို့ရှိရင်ကြည့်ရအောင်မအဲ့ဒါခုတွေ့တယ်အဲ့ဒါလည်းဆို background red မှာ red ကအလုံးပုံတယ်အဲ့ဒီ red နေအောင်အော် sorry အဲ့ဒါမဟုတ်ပါအဲ့ဒါမျိုးပါပေါ်မှာမဟုတ်ပါဘူးเนาะသူက semi colon ထဲမှာပါအဲ့ဒါလေးကကျွန်တော်တို့ inline style နဲ့ဒီကျွန်တော် CSS module CSS ရဲ့ကွဲပြားချက်လေးပေါ့နော် okay ဒါဆိုကြည့်ရအောင် okay အဲ့ကျွန်တော်တို့ import လုပ်တာပေါ့နော်ဒီ class တွေကိုပေါ့ module နဲ့ပေါ့နော် design တွေ module နဲ့ဘယ်လို import လုပ်လဲဆိုတော့ဒါသင်္ကန်းလာပေါ့နော် okay ဒါကိုကျွန်တော်ကြည့်ကြည့်အောင်ဒါဆိုလို့ရှိရင်new ASTVS စမလေးကြီးလိုက် okay ဒီမှာ new okay အသင်္ကန်းလာကြကျွန်တော်ဒီမှာဖြစ်တဲ့အဲ့ထဲပဲ active button လေးထည့်မယ် delete လုပ်မယ် okay လေးတော့လောက်ပဲပေါ့နော်အသင်္ကန်းလာပြန်လည်းတွေ့ကြမယ်ကျေးဇူးပါ